Knowledge Universe Channel ရဲ့ကျမ်းမာရေးစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ညီကောင်းကျမ်းမာတဲ့ရက်ကလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။အသားရည်ကျမ်းမာစေဖို့အာလူးကိုဘယ်လိုသုံးလို့ရမလဲ။အာလူးဆိုတာကကြော်စားချက်စားပြုတ်ပြီးထောင်းစားတာအပြင်ကင်စားတာကက်သလိတ်လုပ်စားတာမျိုးတွေအမျိုးမျိုးလုပ်စားကြပါတယ်။တကယ်ကတော့အာလူးကဒီလိုအရသာရှိတဲ့ဆိုတဲ့အင်းလျာတွေထက်ပိုပြီးအသုံးဝင်ပါတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့အာလူးကအသားရည်ကျန်းမာစေဖို့လဲအထောက်အကူပေးပါတယ်။ဒါကြောင့်အခုတစ်ခေါက်တော့အသားရည်ကျန်းမာစေဖို့အာလူးကိုဘယ်လိုသုံးကြမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။အာလူးမှာဘယ်လိုအာဟာရတွေပါဝင်နေလဲ။အသားရည်ကျန်းမာစေဖို့အာလူးကိုစားပေးလို့ရတယ်လို့အရေးပြားပေါ်မှာလဲဓာတ်ရိုက်အသုံးပြုပေးလို့ရပါတယ်။နောက်ပြီးအာလူးမှာအသားရည်ကိုကျန်းမာစေနိုင်တဲ့အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။ဘယ်လိုအာဟာရဓာတ်တွေလဲဆိုတော့ phosphate, sulfur, vitamin C, copper, phytonutrient, calcium, သံဓာတ်, vitamin B, potassium တို့ပါဝင်နေပါတယ်။အာလူးရဲ့အသားရည်ကောင်းကျိုးတွေကတော့မျက်နှာအရည်ပြားပေါ်မှာအာလူးကိုအသုံးပြုပေးတာကအခုလိုကျန်းမာရေးကောင်းကျိုးတွေကိုရရှိစေနိုင်ပါတယ်။ဝက်ချံသက်သာစေတယ်။အာလူးမှာပါတဲ့ oxalic acid ကဝက်ချံမဖြစ်အောင်တားဆီးပေးနိုင်တယ်လို့ဝက်ချံသက်သာစေဖို့အထောက်အကူပေးနိုင်ပါတယ်။အသားရည်ကြည်လင်စေတယ်။အာလူးမှာပါတဲ့ oxalic acid ကအရည်ပြားပေါ်ကအမဲဆက်တွေကိုသက်သာစေပြီးမျက်နှာပေါ်ကအမာရွတ်တွေအမဲဆက်တွေနဲ့အသားအယောင်မညီတာတွေကိုလည်းသက်သာစေဖို့အထောက်အကူပေးပါတယ်။ဗီတာမင် C ပါဝင်နေတာကလည်းအသားရည်ကိုကြည်လင်စေပြီးအရွယ်တင်စေဖို့အထောက်အကူပေးနိုင်ပါတယ်။အဆိုဓာတ်ထိန်းပေးနိုင်တယ်။အာလူးမှာ hyaluronic acid ပါဝင်နေတာကြောင့်အသားရည်ကိုအဆိုဓာတ်ထိန်းပေးပြီးရေဓာတ်ပြည့်ဝစေဖို့အထောက်အကူများစွာပေးနိုင်ပါတယ်။အရွယ်တင်စေတယ်။အာလူးကအရည်အကြောင်းတွေကိုသက်သာစေပြီးအရွယ်မတိုင်ခင်အိုမင်းတာကိုလည်းသက်သာစေနိုင်ပါတယ်။အသားရည်ကျန်းမာစေဖို့အာလူးကိုဘယ်လိုသုံးလို့ရမလဲဆိုတော့အခုလိုအသုံးပြုလို့ရပါတယ်။အာလူးကြိတ်ရည်ကိုအမဲဆက်တွေပေါ်မှာလိမ့်ကြံပေးတာကအမဲဆက်တွေကိုသက်သာစေနိုင်ပါတယ်။အာလူးကြိတ်ရည်ကိုသုံးမယ်ဆိုရင်အာလူးကိုသေချာလေးအခွန်စင်အောင်တင်ပြီးရေစင်အောင်ဆေးပြီးညက်နေအောင်ကြိတ်ပါ။ဒီမှပိတ်စပါနဲ့စစ်ပြီးရလာတဲ့သတ္တုရည်ကိုအသုံးပြုနိုင်ပါတယ်။အာလူးကြိတ်ရည်ကိုတန့်စင်ထားတဲ့အရည်ပြားပေါ်မှာလိမ့်ပြီး15မိနစ်ကနေမိနစ်20လောက်ထားပြီးရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။အာလူးကတ်တာအာလူးကိုခပ်ပါးပါးလွှာပြီးအရည်ပြားမှာကပ်ပေးတာကဝက်ချံနဲ့ဝက်ချံအမာရွတ်တွေကိုသက်သာစေနိုင်ပါတယ်။အာလူးကိုသေချာအခွန်သင်တန့်စင်ဆေးကြောပြီးခက်ဝိုင်းဝိုင်းပါးပါးလှီးလို့ရေခဲတစ်တာတဲ့ခဏလေးထည့်ထားလိုက်ပါ။ပြီးမှအရည်ပြားပေါ်မှာဓာတ်ရိုက်ကပ်ပြီး10မိနစ်ကနေ15မိနစ်လောက်ထားပါ။ပြီးတော့မှရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။နောက်ပြီးအာလူးနဲ့သံမယာမျက်နှာပေါင်းတင်နည်းအာလူးကိုသံမယာရည်နဲ့ရောဆက်အသုံးပြုတာကအမဲဆက်တွေနဲ့အသားအယောင်မညီတာကိုသက်သာစေပြီးအသားရည်ကိုလည်းကြည်လင်စေနိုင်ပါတယ်။အာလူးကိုသံမယာရည်နဲ့ရောဆက်အသုံးပြုဖို့ဆိုရင်သေချာလေးတန့်စင်ဆေးကြောထားတဲ့အာလူးကိုကြည်ညက်အောင်ကြိတ်ချပြီးရလာတဲ့အနှစ်ထဲကိုသံမယာရည်ညှစ်ထည့်လိုက်ပါ။ပြီးရင်တော့မျက်နှာပေါ်ကိုခပ်ပါးပါးလေးလိမ့်ပြီး10မိနစ်ကနေ15မိနစ်လောက်ထားလိုက်ပါ။ပြီးရင်ရေအေးအေးနဲ့ဆေးချပြီးမျက်နှာကို6အောင်တုပ်ပြီးရင်တော့အဆိုဓာတ်ထိန်းခရင်တစ်မျိုးမျိုးလိမ့်ပေးလိုက်ပါ။နောက်ဆုံးတစ်ခုကတော့အာလူးနဲ့ပြားရည်မျက်နှာပေါင်းတင်နည်းအာလူးကိုပြားရည်နဲ့ရောဆက်အသုံးပြုတာကအမဲဆက်တွေနဲ့အသားအယောင်မညီတာကိုသက်သာစေပြီးအသားရည်ကိုကြည်လင်စေနိုင်ပါတယ်။အာလူးကိုပြားရည်နဲ့ရောဆက်အသုံးပြုဖို့ဆိုရင်ပေချာလေးတန့်စင်ဆေးကြောထားတဲ့အာလူးကိုကြည်ညက်အောင်ကြိတ်ချပြီးရလာတဲ့အနှစ်ထဲကိုပေါင်းလိုက်ပါပြီးရင်ပြားရည်နဲ့ရောဆက်လိုက်ပါဒါတွေပြီးရင်တော့မျက်နှာပေါ်ကိုလိမ့်ပြီး10မိနစ်ကနေ15မိနစ်လောက်ထားလိုက်ပါပြီးမှရေနွေးနွေးနဲ့ဆေးချပြီးမျက်နှာကို6အောင်တုပ်အဆိုဓာတ်ထိန်းခရင်တစ်မျိုးမျိုးထပ်လိမ့်ပေးလိုက်ပါအာလူးကအသားအရည်ကျန်းမာစေဖို့ဒီလိုတွေအသုံးဝင်နေဆိုပေမဲ့ရေပြားပေါ်မှာမလိမ့်ခင်စမ်းသပ်ကြည့်ပါဦးလိမ့်နေရင်းနဲ့
ယားယံနာစက်ပြင်းနာတွေဖြစ်လာရင်ချက်ချင်းရေဆေးချလိုက်ပါအာလူးကတော်တော်များများနဲ့တဲ့တယ်ဆိုပေမဲ့ဓာတ်မတက်ဖြစ်နိုင်ခြေတွေရှိတာကြောင့်သတိပြုရန်လိုအပ်ပါတယ်ကဲဒီလောက်ဆိုရင်တော့အကျိုးတစ်စုံတရာရရှိမယ်လို့ထင်ပါတယ်တာယာသောနေလေးတစ်နေ့ဖြစ်ပါစေမိတ်ဆွေတို့ကိုကျမ်းမာရေးအကြောင်းအရာတွေများစွာပြောပြသွားမှာမလို့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာ